ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကဒါ woman လေးကို create လုပ်ထားဖြစ်ပါတယ်ကျွန်တော်ကမှစပြီး create လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မှာအမိုက်အများကြီးရှိပါတယ်ဒီ map လေးကကျွန်တော် zero training လို့ခေါ်ပါတယ်တငယ်ချင်းနဲ့အတူတူ2ယောက် training လုပ်ကမှာဖြစ်ပါတယ်ဒီ map လေးကဘယ်လိုမျိုးအသုံးဝင်မလဲဆိုတော့ကျွန်တော် Iran ကမှာပဲပြီးကျွန်တော်မီဒီယာမှာဆက်ဟော့စိုက်တဲ့မှာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ enemy တွေကိုကားနဲ့လိုက်ပတ်ပြီးပြတဲ့ပုံစံမျိုးတွေထည့်ထားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ map လေးတော့ရောက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာ spawn မယ် spawn လာဆိုရင်ကိုဘေးမှာနောက်တစ်ယောက်တငယ်ချင်းနဲ့ပေါ့နှစ်ယောက် spawn မှာဖြစ်ပါတယ်ဆိုတော့ဒီမှာနှစ်ယောက် spawn ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့မှာ gun လေးနှစ်လက်ကောက်လို့ gun လေးကောက်လို့ရမယ်ပြီးတော့ဆေးဆိုင်မှာဆိုရင် red dot တွေပါဝယ်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဘောလေးပြင်းနေမှာဖြစ်ပါတယ်ဘောကတော့ကိုယ့်အပြည့်ကိုမသိဘူးဆိုတော့ဒါကဘယ်လိုမျိုး train ရမလဲဆိုတော့ကျွန်တော်တို့အောက်မှာကျွန်တော်တို့ကားလေးကို3စီးထားပေးထားပါတယ်ဆိုတော့အရင်ဆုံးကားသားကိုတောက်ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်တို့ဒီမှာကားကိုကျွန်တော်တို့ကမောင်းမယ်ကျွန်တော်တငယ်ချင်းတယောက်ကမောင်းမယ်ကျွန်တော်ကပြစ်မယ်ဒါမှမဟုတ်ဆိုရင် brother တယောက် brother မောင်းမယ် brother တငယ်ချင်းကပြစ်မယ်အဲ့လိုမျိုး train ရမှာဖြစ်ပါတယ်တယောက်ကကားမောင်းပြီးတော့တယောက်က enemy တွေကိုလိုက်ပစ်ကမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ဒါလေးကတော့အကျိုးရှိမယ်လို့ထင်ပါတယ်